training ဝိတ်ချလိုသူတွေအတွက်အရေးကြီးဆုံးသောရွှေစည်းမြင့်၃ချက်အနက် lifestyle နဲ့အာဟာရအကြောင်းကိုထဲထဲဝင်ဝင်လေ့လာပြီးလောက်ပြီးလို့ယုံကြည်ပါတယ်။အခုနောက်ဆုံးပိုင်းဖြစ်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ပတ်သက်ပြီးရှင်းလင်းပါအောင်မယ်။ဝိတ်ချတော့မယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ဘဲအစာလျှော့ရုံဖြင့်ဝိတ်ချပါသလားဆိုရင်တော့ကြားတယ်လို့ပဲဖြေရပါမယ်။ကိုယ်လေးချိန်လျှော့ချနိုင်ပေမဲ့ခန္ဓာကိုယ်အချိုးစားကတော့လှပမှာမဟုတ်ပါဘူး။ခန္ဓာကိုယ်အချိုးစားလှပဖို့ပိုကျန်းမာဖို့ဆိုရင်ဝိတ်ချတဲ့အခါလေ့ကျင့်ခန်းလုပ်ရမဖြစ်မနေလိုအပ်ပါတယ်။ဒါဆိုရင်အစာမလျှော့ဘဲလေ့ကျင့်ခန်းလုပ်ရုံနဲ့ဝိတ်ချနိုင်သလားဆိုရင်တော့ထင်သလောက်ခရီးတွင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဝိတ်ချမယ်ဆိုရင်မှန်ကန်တဲ့စားတောက်ပုံနဲ့လေ့ကျင့်ခန်းပေါင်းစပ်ပါမှအစီကိုပိုပြီးမြ мян ကျစေနိုင်မယ်အပြင်အမြဲတမ်းလေ့ကျင့်ခန်းတစ်မျိုးတည်းပြုလုပ်သူတွေအာဟာရတစ်မျိုးတည်းကိုပဲဂရုစိုက်သူတွေထက်ရေရှည်မှာပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။စားသုံးလိုက်တဲ့တကြားဓာတ်များနဲ့၎င်းတို့ကြောင့်ကြွလာတဲ့အင်ဆူလင်အပြင်ပြည့်ဝစီတွေကြောင့်ကိုယ်ရင်းမှပိုရှန်နေတဲ့ကယ်လိုရီတွေကိုလေ့ကျင့်ခန်းပြည့်ပြည့်ထန်ထန်ပြုလုပ်ခြင်းဖြစ်တာလောင်ကျွမ်းစေနိုင်ပါတယ်။လေ့ကျင့်ခန်းများပြုလုပ်တော့မယ်ဆိုရင်တော့အေရိုဘစ်ခါခွေကာဒီယိုပြေးရေကူးစပိန်နဲ့လှေလော်တင်းနစ်ချက်တောင်ရိုက်ဘောကန်လမ်းလျှောက်အစရှိတဲ့ခန္ဓာရည်တက်လုံနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းများနဲ့အေရိုဘစ် training လို့ခေါ်တဲ့အလေးမခြင်းဂျင်ဆော့ခြင်းတာတိုပြေးခြင်း interval training isometric plyometric လေ့ကျင့်ခန်းများဟူပြီးအဓိကအားဖြင့်ပင်မအုပ်စု2မျိုးရှိပါတယ်။ cardio exercises cardio လေ့ကျင့်ခန်းတွေကတော့ခွန်အားအတွက်မဟုတ်ဘဲတက်လုံအတွက်လေ့ကျင့်တဲ့လေ့ကျင့်ခန်းအားလုံးအကျုံးဝင်ပြီး၎င်းမှာလည်းလေ့ကျင့်ခန်းရဲ့ပြင်းအား industry နှိမ့်မြင့်မျိုးရှိပါတယ်။နှလုံးအဆုတ်ကျန်းမာတန်ဆန်းရေးအတွက်အဓိကထားလေ့ကျင့်ရတာကြောင့်အောက်ဆီဂျင်အသုံးပြုမှုမြင့်မားပါတယ်။ပြေးခြင်းလမ်းလျှောက်ခြင်းစပိန်နင်းခြင်းတောင်တက်ခြင်းကျိုးခုန်ခြင်းဘောလုံးကန်ခြင်းရေကူးခြင်းနဲ့လက်ဝှေ့အစရှိတဲ့အလေးဝင်မသုံးရတဲ့လေ့ကျင့်ခန်းတွေကိုကာဒီယိုဒါမှမဟုတ်အေရိုဘစ်လေ့ကျင့်ခန်းတွေလို့သတ်မှတ်ပါတယ်။ကာဒီယိုလေ့ကျင့်ခန်းများပြုလုပ်ချိန်မှာလေ့ကျင့်ခန်းရဲ့ပြင်းအားပေါ်မူတည်ပြီးစွမ်းအင်အဖြစ်ဂလူးကို့စ်နဲ့သွေးတွင်းမှာရှိတဲ့ fatty acid တွေနဲ့အဆီများတဲ့ acid tissue များမှာ fatty acid တွေကိုလောင်ကျွမ်းအသုံးပြုရပါတယ်။လေ့ကျင့်ခန်းရဲ့ပြင်းအားမြင့်ရင်ခန္ဓာကိုယ်ကစွမ်းအင်အဖြစ်ဂလူးကို့စ်တွေကိုအသုံးပြုပြီးလေ့ကျင့်ခန်းပြင်းအားနှိမ့်ချိန်မှာတော့စွမ်းအင်အဖြစ် fatty acid တွေနဲ့ cholesterol အဆီတွေကိုလောင်ကျွမ်းအသုံးပြုပါတယ်။လေ့ကျင့်ခန်းရဲ့ပြင်းအားမြင့်ပေမဲ့လေ့ကျင့်တဲ့တကြောမှာကြာချိန်ကစက္ကန့်ပိုင်းသာကြာမြင့်တဲ့ resistant training ဝင်သုံးလေ့ကျင့်ရတဲ့လေ့ကျင့်ခန်းများကစွမ်းအင်အတွက် glucose ကိုသာအသုံးပြုပါတယ်။ခတ်သွက်ပြေးခြင်းလမ်းလျှောက်ခြင်းကဲ့သို့သောပြင်းအားနှိမ့်ပေမဲ့လေ့ကျင့်ချိန်ကြာမြင့်စွာလေ့ကျင့်နိုင်တဲ့အတွက်အောက်ဆီဂျင်ကိုပုံမအသုံးပြုပြီးအဆီဆဲတွေကိုစွမ်းအင်အဖြစ်အသုံးပြုပါတယ်။အဆီကိုအသုံးပြုလောင်ကျွမ်းပစ်ဖို့အတွက်လေ့ကျင့်ခန်းရဲ့ပြင်းအားနဲ့လေ့ကျင့်ချိန်ပြောင်းပြန်အချိုးကျနေတာကိုမှတ်သားထားပါ။လေ့ကျင့်ခန်းရဲ့ပြင်းအားကိုမြည်တို့တိုင်းတာရမည်နီလွယ်ကူသောအတွက်နည်းကတော့220အနှုတ်ကစားသမားရဲ့အသက်ညီမျှခြင်း၎င်းရဲ့10မိနစ်အတွင်းအမြင့်ဆုံးသောနှလုံးခုန်သော MHRအကယ်၍ကစားသမားကအသက်20ဆိုပါက220အနှုတ်20ညီမျှခြင်း200 ppm အနှုတ် MHR ၎င်းကစားသမားအတွက်လေ့ကျင့်ခန်းပြင်းအား80ရာခိုင်နှုန်းဆိုရင်တော့220အမြောက်80ညီမျှခြင်း140 ppm လေ့ကျင့်ခန်းရဲ့ပြင်းအားကိုဤနည်းနဲ့တွက်နိုင်သလိုမျိုးCarbonan formula ဖြစ်လဲတွက်နိုင်ပါတယ်။၎င်း formula တွက်နည်းကိုကျွန်တော်ရဲ့ Master Professor page မှာဗီဒီယိုနဲ့ရှင်းလင်းသင်ပြထားပါတယ်။အစီချလို့သူများအတွက် resistant training ရော cardio training နှစ်ခုလုံးအရေးကြီးပါတယ်။ကိုယ်လေးချိန်ချရုံတက်ဆိုရင်တော့ cardio လေ့ကျင့်ခန်းတွေနဲ့နေလုံလောက်ပါတယ်။ဒါပေမဲ့အစီတီးတန့်ချခြင်းနဲ့ပိုပြီးကျန်းမာအားပြည့်ခြင်းနဲ့ body composition ပါပြောင်းလဲပြဖို့ဆိုရင် resistant training တွေကိုမဖြစ်မနေထည့်သွင်းလေ့ကျင့်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့ကာဒီယိုလေ့ကျင့်ခန်းတွေကအဆီပိုကျစေတယ်လို့ခံယူတဲ့အတွက်ဂျင်မြောက်တာနဲ့ပြေးဆက်ပေါ်ကမစင်းတန်းလမ်းလျှောက်ကြတာပါပဲ။ဒါကြောင့်မို့လဲဝိတ်မကြတာပါ။လမ်းလျှောက်တိုင်းတာဝိတ်ကြစတဲ့ဆိုရင်တလန်းဝင်တလန်းထွက်ပဲပြုတ်ရောက်နေတဲ့အတော်ကြီးတွေတွတ်တွတ်လက်လက်ဖြစ်နေမှာပေါ့။ဝိတ်ကြနေတဲ့နေရာမှာလေ့ကျင့်ခန်းရောအာဟာရရောအရေးကြီးပါတယ်။ဂျင်ရောက်တာနဲ့ပြေးဆက်ပေါ်တက်နေခြင်းကလုံးဝမကောင်းသလိုဘိုက်ကားတွေပဲကစားနေပြီးဘိုက်ကြမယ်မျောလင့်နေတာကလည်းလုံးဝမှားပါတယ်။ဘယ်လီရိုက်လို့ဘိုက်အစီမကြပါဘူး။ဝိတ်ချတဲ့အခါမှာအလေးနဲ့လေ့ကျင့်ခန်းလုပ်ဖို့မကြောက်ပါနဲ့အလေးနဲ့လေ့ကျင့်ခန်းလုပ်လို့ဗလာတွေထွက်လာမှကြောက်ပါတယ်ဆိုတဲ့အမျိုးသမီးတွေကိုပြောချင်တာကဗလာကြီးတာကအရန်ခတ်ပါတယ်အဲ့လောက်မလွယ်ပါဘူးရဲရဲတာကစားပါအလေးတွေနဲ့လေ့ကျင့်ခန်းလုပ်လို့ဘာအကျိုးကျေးဇူးတွေရမလဲသိချင်ရင်ရှင်းပြပါမယ်အလေးတွေနဲ့လေ့ကျင့်ခန်းလုပ်ခြင်းကကိုယ်ရင်းစီဝါဖြစ်စဉ်ကိုတိုးတက်မြန်စေပါတယ်အနားယူနေတဲ့အချိန်တွေမှာတော့ခန္ဓာကိုယ်ရဲ့ကယ်လိုရီအပိုတွေကိုလောင်ကျွမ်းစေပါတယ်။အသားရည်ကိုတင်းတင်းရင်နဲ့ခန္ဓာကိုယ်ကောက်ကြောင်းအချိုးစားကိုပုံမိုးလှပစေပါတယ်။ခွန်အားတိုးစေပါတယ်။သွေးရင်းတကြားတက်ကိုထိန်းပေးပါတယ်။လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်သတိပြုရမှာကဝိတ်ချမဲ့သူကအသက်35ကျော်နေတဲ့သူလား။လေ့ကျင့်ခန်းအခုမှစလုပ်မဲ့သူလား။ယောဂအခန့်တစ်ခုခုရှိဘူးသူလား။ကိုယ်လေးချိန်ပေါင်း200ကျော်နေသူလား။
အထက်ပါမေကွန်လေးခုမှာတစ်ခုကို yes လို့ဖြေရတဲ့အနေအထားဆိုပါကလေ့ကျင့်ခန်းမစတင်မီ medical check up လုပ်ရန်လိုအပ်သလိုဆရာဝန်လမ်းညွှန်ချက်နဲ့ fitness professional တယောက်ရဲ့အနီးကပ်လမ်းညွှန်ပြသမှုကိုမဖြစ်မနေယူရပါမယ်။အဲ့ဒီလိုမဟုတ်ဘဲမိမိစိတ်ထင်သလိုအဆင်ပြေသလိုလေ့ကျင့်ပါကအကောင့်ထက်အစိုးဘက်ကိုဦးတည်နေမှသတိပြုပါအထက်ပါအချက်၄ချက်ထဲကတစ်ချက်ချက်နဲ့ကိုက်ညီနေသူတယောက်အနေနဲ့ပထမဦးဆုံးလုပ်တင်တာကအထိုင်များတာက lifestyle ကိုရှော့ချခြင်းနေ့စဉ်ကြည်လန်း6000မှာ1000အတွင်းလမ်းလျှောက်ခြင်းတနေ့ကိုရေ3လီတာတောက်ခြင်းအသားတိုးစားခြင်းထမင်းလျှော့စားခြင်းအရွက်တိုးစားခြင်းအစီစိတ်အချိုရှောင်ခြင်းအေးရေးဝဝအိတ်ခြင်းစတဲ့အလေးကျင့်ကောင်းတွေကိုစတင်မွေးမြူပါအဲဒီနောက်မှာ body weight လေ့ကျင့်ခန်းတွေကိုစတင်လေ့ကျင့်ခြင်းကြွက်သားခံနိုင်ရင်နဲ့တက်လုံတိုးတက်လာမှအလေးပေါ်ပေါ်ဖြစ်လေ့ကျင့်ခန်းစတင်ပြုလုပ်ခြင်းကိုစတင်မှာကျန်းမာစွာဝိတ်ချမယ်ဆိုရင်စိတ်ရှိရပါမယ်အခုရင်တွင်တူရေကြီးတောက်ရန်မကြိုးစားသင့်ပါဒါကြောင့်ဝိတ်ချခြင်းရဲ့ရွှေစည်းမြင့်၃ချက်မှာပထမဆုံးအနေနဲ့ lifestyle ကိုချိန်ရန်ဦးစားပေးလမ်းညွှန်ထားခြင်းဖြစ်ပါတယ်ဝိတ်ချမဲ့သူအတွက် foundation အရေးကြီးပါတယ်ပြီးမှရလက်နောက်လိုက်ပါအောက်ခြေမခိုင်းတဲ့အဆောက်အဦကပြိုလဲရသလိုအခြေခံအရေးကြီးတဲ့အချက်တွေကိုမလိုက်နိုင်မဲလေ့ကျင့်ခန်းပြုလုပ်သည်ဖြစ်စေဝိတ်ချသည်ဖြစ်စေဓာတ်ရက်လုပ်သည်ဖြစ်စေ game over ဖြစ်မှာအသေးကြပါပဲဒါကြောင့် foundation ခိုင်အောင်နီးပြကောင်းတယောက်အကူအညီကိုအနည်းဆုံး3လလောက်ယူသင့်ပါတယ်ကျွန်တော်ရဲ့ online coaching service ကိုယူထားတဲ့မြန်မာထိုင်းမလေးစင်ကာပူကိုရီးယားနယူးဇီလန်အော်ဇီအမေရိကန်မှမြန်မာ client များအားလုံးကိုလည်းဝိတ်ချရာမှာစိတ်ရှည်အချိန်ယူရန်ကျွန်တော်အမြဲတိုက်တွန်းပါတယ်အခုစာဖတ်သူမိတ်ဆွေကိုလည်းလေးစားစွာတိုက်တွန်းပေးရစေဝိတ်ချဖို့မလောပါနဲ့ဝိတ်ချသူတို့သတိပြုရမယ့်အချက်များဝိတ်ချမဲ့သူများဂျင်ကန်နဲ့ကပြဿနာအချို့မှာနီးပြစီနီယာဆိုသူတွေရဲ့စေတနာအလွဲတွေဖြစ်ပါတယ်ရလက်ကောင်းကိုရစေခြင်းစောနဲ့အစာတွေအရန်ဖြတ်ခိုင်းတာမျိုးလေ့ကျင့်ခန်းတွေအများကြီးကစားခိုင်းတာမျိုးကအကျိုးထက်အဆိုးဖြစ်စေပါတယ်လေ့ကျင့်ခန်းတိုင်းကိုပုံစံကျအောင်လေ့ကျင့်နိုင်မှုအချိန်ပေးရပါမယ်မိမိလေ့ကျင့်တဲ့ကြွက်သားကိုအာရုံစိုက်ပြီးလေ့ကျင့်နိုင်အောင် mind muscle connection ရအောင်လေ့ကျင့်ရပါမယ်အကောင်းဆုံးလို့တင်စားကြတဲ့ squat deadlift နဲ့ bench press လေ့ကျင့်ခန်းတွေကအဝလွန်သူတွေက flexibility and mobility issue neuromuscular efficiency အားနည်းမှုတွေနဲ့ form ကို mastering လုပ်ရမှာအားနည်းချက်တွေကြောင့်အကောင်းဆုံးလေ့ကျင့်ခန်းတွေကဝိတ်ချမဲ့သူအများစုအတွက် problems and injury တွေဖြစ်ပေါ်စေပါတယ်ဒါကြောင့်လေ့ကျင့်ခန်းရွေးချယ်ရမှာ theory အရအကောင်းဆုံးဆိုတာထက်မိမိအတွက်အဆင်ပြေကောင်းမွန်စွာလေ့ကျင့်နိုင်မဲ့လေ့ကျင့်ခန်းမျိုးကိုရွေးချယ်ရပါမယ်။နီးပြဆရာငှားဖို့လိုတယ်နော်။ကစားချိန်တစ်ချိန်မှာလေ့ကျင့်ခန်းအများကြီးတွေမကစားပါနဲ့။ကစားချိန်တစ်ချိန်မှာလေ့ကျင့်ခန်းတွေအများကြီးမကစားပါနဲ့။အဲ့လိုပဲအလေးတွေကိုလည်းမနိုင်တနိုင်အများကြီးမကစားပါနဲ့။အကျိုးရှိစေခြင်းရင် intelligent ဖြစ်တဲ့စနစ်နဲ့ကစားရပါမယ်။ warhead ဆိုတာထက် word smart ဖြစ်ရပါမယ်။ဒါကြောင့်အခုဖော်ပြမဲ့ equation လေးကိုမှတ်ထားပါ work equal to reps into set into load တပတ်ကို4ရက်လောက်ပဲကစားပါကစားချိန်တစ်ချိန်မှာလေ့ကျင့်ခန်း10ခုလောက်ထပ်ပို့မကစားပါနဲ့လေ့ကျင့်ခန်းတစ်ခုကို4ကြော့ထပ်ပို့မကစားပါနဲ့တစ်ကြော့ကိုအကြိမ်15ချိန်မှ25ချိန်တွင်ကစားပါ low intensity cardio ကိုမိနစ်20နဲ့2ချိန်လောက်ကစားပါတစ်နေ့ကိုခြေလမ်း8000မှ15000အတွင်းရှောက်နိုင်ရင်စိုးကုတ်ပါဂျင်ခန်းနဲ့ရောက်ရင်လုပ်ရမယ့် procedureဂျင်ခန်းနဲ့ရောက်ရင်လုပ်ရမယ့်အစီအစဉ်လေးကိုမျှဝေပါမယ်ဂျင်ခန်းနဲ့ရောက်ရင်တော့ပထမဦးစွာတစ်ကိုယ်လုံးသွေးလည်ပတ်မှုကောင်းစေဖို့10မိနစ်လောက်ပြေးဆက်ပေါ်လမ်းလျှောက်ခြင်းဖြစ်စေစပိန်နင်းခြင်းကိုဖြစ်စေ9မိနစ်မှ10မိနစ်အထိလုပ်ပါပြီးရင်တော့ dynamic stretching ဖြစ်အကျော်လျှော့ပါပြီးရင်အလေးဖြစ်လေ့ကျင့်ခန်းလုပ်ပါဟုတ်ပါတယ်တင်အစီချမယ်ဆိုတာကျွန်တော်သိပါတယ်အလေးနဲ့စပြီးလေ့ကျင့်ခန်းလုပ်ပါပြီးမှကာဒီယိုမိနစ်20မှစပြီးမိမိလိုအပ်ချက်အလိုက်နီးပြစရာလမ်းညွှန်တဲ့အတိုင်းကာဒီယိုလုပ်ပါ၎င်းနောက်မှာတော့အကျော်လျှော့ပါဝိတ်ချသူတွေဂရုပြုရမယ် stress ရေဘူးကဝိတ်ချသူအများစုကကိုယ်လက်လှုပ်ရှားမှုအားနည်းတဲ့ lifestyle စီးပွားရေးလူမှုရေး stress တွေနဲ့သာပြီးနေတဲ့ lifestyle များရှိကြသူများဖြစ်ပါတယ်အဲ့လိုလူတွေအနေနဲ့ခန္ဓာကိုယ်ကလက်ခံနိုင်စွမ်းရှိတာထက်ပိုပြီးလေ့ကျင့်ခန်းများများဆဆပြုလုပ်ခြင်းအစားကိုလိုတာထက်များစွာပိုပြီးလျှော့စားခြင်းက၎င်းတို့ရဲ့ကိုယ်ထဲမှာ stress များစွာဖြစ်ပေါ်စေပါတယ်။ stress က cortisol လို့ခေါ်တဲ့ stress hormone ကိုထွက်စေပြီးပြင်းထန်စွာလေ့ကျင့်လေ stress ကြောင့် cortisol များထွက်လေဖြစ်ပြီး cortisol များလေအစီကျရန်ခတ်လေဖြစ်ပါတယ်။ဒါကြောင့်မုတ်လုံးစက်ကူကတ်ဂျာအေးသူအမေရိုက်အစီချတန်တဲ့ရတဲ့တဝဲလေမဖြစ်ရလေအောင် lifestyle nutrition and training မှာ smart ဖြစ်ဖို့လိုပါတယ်။ smart ကြတဲ့ guideline တွေကိုတဲလန့်ဖြစ်တဲ့ certified personal trainer များနဲ့ fitness professional များသာလမ်းညွှန်ပေးနိုင်ပါတယ်။ Google နဲ့ YouTube ပေါ်မှာ information များလိုက်ပြီးမကုန်နိုင်အောင်ပေါ်များတော့လေတင့်အတွက်အကျိုးရှိမဲ့ education အစစ်ကိုဖယ်ထုတ်အသုံးချနိုင်ဖို့မလွယ်ကူပါ
ဒါကြောင့်ကျန်းမာစွာဝိတ်ချနိုင်ရေးအတွက်အဓိကလိုအပ်ချက်ကြီးတစ်ခုဖြစ်တဲ့ fitness professional ကောင်းတစ်ယောက်ကိုငှားယူလေ့ကျင့်ရန်မဖြစ်မနေလိုအပ်ကြောင်းကိုအသိပေးတိုက်တွန်းပေးရစေ။ကျွန်တော်ရဲ့မြန်မာ Fitness Trainer Academy မှာလည်းတိုင်းနယ်ပြည်နယ်အသီးသီးနဲ့နိုင်ငံတကာရောက်မြန်မာလူငယ်ပေါင်းများစွာကို Fitness Professional အဖြစ်အောင်မြင်စွာမွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။ပြည်တွင်းမှာလုပ်ငန်းရှင်များအားကစားသမားများနဲ့ကျန်းမာတန်ဆွမ်းလိုသူများ Body Transform လုပ်လိုသူကျန်းမာပေါင်းများစွာကို Face to Face Training ဖြင့်၎င်း Online Coaching ဖြင့်၎င်းကူညီခဲ့ပြီးဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ Fitness နဲ့ပတ်သက်တဲ့ကူညီလိုအပ်ပါကကျွန်တော်တို့ရဲ့ service ကိုဆက်သွယ်ရယူနိုင်ပါ